မှာရှော့လိုက်တော့သူများတွေကွာသူများတွေကတွေ့တယ်နော်အချိန်90မှာတဒုံးမှမေးရတာတော့လက်ဖီးထဲမှာမိုင်ရိုင်းတာပေါ့ကွာအဆုံးခါရဲမှာတင်ပလိုက်ဖြစ်တတ်ပါဒါမျိုးလေးလက်ခံရမှာအိုးကဲကျွန်တော်ခုလက်ရှိဖောက်ပြပေးမယ်စကင်ကတော့ဒါစက်ကူနကိုင်းနဲ့ဂစ်ဆက်လေးစီတောင်းကြော်လေးနဲ့ဖောက်ပြသွားမှာပဲဖြစ်ပါတယ် let's go guys free ပေါက်ပါသေးပဲပေါက်မယ်လို့ထင်လားအားလုံးပဲပေါက်မယ်လို့ထင်လားပေါက်ပြီUC0 နဲ့တော့ဆိုးရဘာဒီကယ်လေးဆိုတော့ဒါစကားရည်နဲ့တော့တော်တော်နီးစက်လာပြီပြောရမှာကဲ UC0 ပဲသူများတွေကွာသူများတွေငါတွေ့တယ်နော်သူများတွေဖောက်တာငါတွေ့တယ်နော်တော်တော်ပေါက်တယ်နော်ကဲ UC0 လေးနဲ့ပဲကဲ UC10 လေးနဲ့စပြီဟုတ်လားနည်းနည်းစက်ကစ်လိုက်မယ်နော်ဒီအရှိပိုင်းကဲကျွန်တော်တို့နောက်ထပ်10ရင်ပါအချိန်90မှာတဒုံးမှမေးရတာတော့ဒါကြီးကတော့လက်ခွီးထဲမှာပဲမိုင်ရိုင်းတာပေါ့ကွာတဒုံးလောက်ကတော့ရသင့်ပါတယ်ကွာတကယ်ပြောတာပါဟမ်နောက်ထပ်10ချိန်ပြ let's go ပေါက်လိုက်တော့မယ်စကင်လေးလားဘာလေးလဲညာလေးလဲအိုးဖင်ထဲထိုးထည့်ထားမယ်အခုမှ grenade စပေါက်ပုံမှန်ဆိုအဲ့10ချိန်ပထမ10ချိန်မှာလေအဲ့ grenade တို့မိုလိုတော်တို့ကအဲ့ဒါအမြဲတမ်းပေါက်တဒုံးကွာအိုးသိပြီးတော့ပြောမကောင်းသေးဘူးသိလားဟောလဲဆိုတော့ဒါအချိန်100နားဒီးရွာကြီးဗျအောက်မှာအချိန်100ပြည့်ဖို့ကဒါနည်းနည်းပဲ62ဆိုတော့တဒုံးဆိုတော့လေစိုးပါဖြစ်တတ်ပါဒါမျိုးလေးလက်ခံရမှာ what ကဲအချိန်60ဗျဘာဒီတစ်ခါတော့စကီးကြည့်ကျွန်တော်ပြောတယ်မလားတွေ့လားအဲ့ဒါ follow လေး subscribe လေးလုပ်လိုက်ပေါက်သွားပါလိမ့်မယ်လို့တွေ့လားနှစ်တုံးတောင်ပေါက်တာနော်တတုံးနဲ့တောင်မဟုတ်နှစ်တုံးတောင်ပေါက်တာဗျရှိုးလိုက်အနေထားဟုတ်လားတတုံးနဲ့တောင်မဟုတ်နှစ်တုံးတောင်ပေါက်တာအချိန်တရာမှာအားလုံးပေါင်းဘယ်နှတုံးရသွားလဲဆိုတော့၄တုံးဒီ9ပေါက်ရင်းမှာ၄တုံးမဟုတ်ဘူး၄တုံးအေးပေါ့၄တုံးပေါက်ရင်းဆိုတော့စိုးတော့မစိုးပါဘူးနည်းနည်းတော့ဆက်ပြီးကျုံးအောင်ပါပဲဗျနောက်ထပ်9နဲ့4တယ်outfit တွေအဲ့လိုဂန်းစကင်တွေကိုတမ်းမပေါက်တာကြာပြီဗျတကုန်းနဲ့ဆိုဘိုလိုတော်လေးပါရပြီโอเคဒါနည်းနည်းလေးအချိန်လေးကောင်းလာပြီလို့တော့ပြောလို့ရတယ်ကျွန်တော်ကအားလုံးပေါင်း6တုံး12တုံး15တုံးလိုတယ်ပေါ့နော်15တုံးကိုအခုလောလောဆယ်ကျွန်တော်မှာ6တုံးပဲရတယ်ဆိုတော့6တုံးကို UC 9000နဲ့ရဖို့တော့လိုတယ်ဗျနော် let's go လိုက်ဆက်ပြီးကြောင်းလိုက်မယ်နောက်ထပ်9နဲ့4နဲ့โอเคရတယ်နောက်ထပ်9နဲ့4နဲ့အေးကြီးဒီအဲ့ဒီမှာရှော့လိုက်တော့ My girl 我请你靠近我一点点我又不是坏人你干嘛离我那么远 Boy 我请你再过来一点点တကယ်တော့မပေါက်ချင်ဘူး brother တို့ကျွန်တော်တကယ်ပြောတာကျွန်တော်အဲ့လိုမပေါက်ချင်ဘူးဗျာသိလားကျွန်တော်အဲ့လိုမျိုးကျွန်တော်မပေါက်ချင်ဘူးဗျာကျွန်တော်ပေါက်တဲ့အခါကျတော့နည်းနည်းလေးအသိမကောင်းဘူးဗျာအသက်မှာဘာလို့လဲဆိုတော့အဲ့လိုကျွန်တော်ပေါက်ရင်အဲ့လိုမပျော်မှာစိုးလို့ brother တို့ပါဗျာသိတယ်မလားကျွန်တော်မပေါက်ချင်ဘူးကျွန်တော်အဲ့လိုမပေါက်ဘဲနဲ့ကျွန်တော်အဲ့လိုလောင်းချင်တာဗျာဒါမှလည်းဗျာပက်ကြီးကလည်းသိရမလားflat ကြီးကflat ကြီးချစ်ဖို့ကောင်းပါတယ်ဆိုပြီးတော့အဲ့လိုထားပြီးတော့ပေါက်ရတဲ့အပိုင်းလေးလေရှိတာပဲဒါတော့ဒါ brother လည်းနားလည်းမထင်ပါတယ်သိရမလားဟောဒါမျိုးလေးတွေကဒီလိုလေးတွေဖြစ်တတ်ပါလေဗျာလားဟာဟျောင်းကြီး6တုံးနဲ့အင်းကြီးအိုးတိတ်လာတာပါလားကျွန်တော်မသိလို့မေးပါဦးမယ်ဟိုစတွင်မိုင်ထဲမှာအဲ့လိုအင်ကြီးပေါက်တဲ့သူတွေရှိလားမသိဘူးခုတော့ကလာပြီးတော့ပြောနေကြအများကြီးပဲသူတွေပေါက်သွားတယ်ညတွေပေါက်သွားတယ်ကျွန်တဲ့အကိုတွေမတွေရောအဲ့လိုအင်ကြီးဓာတ်ရဲ့ပေါက်တဲ့သူရှိလားဗျာလား UC 6000 5000လောက်နဲ့လေပေါက်သွားတဲ့သူတွေရှိလားမသိဘူးမကိမီပေါက်လားမကိမီကဘယ်သူလဲမသိဘူးမသိဘူးမကိမီမသိဘူးမကိမီမသိဘူး
မတူပေါက်တယ်ဟုတ်လားကိုလီကိုင်လည်းပေါက်ပေါက်အကုန်လုံးပေါက်တာအကုန်လုံးပေါက်အေးပေါက်ငါတယောက်လည်းပေါက်လားဟမ်မောင်စကဆိုအချိန်300ကျော်မပေါက်ဘူးလားဘယ်ပေါက်မလဲဒီဘက်ကိုလောက်မှမချိုးတာဘယ်ဆောက်ချိုးတည်ငါမျိုးလေးတက်ပါကဲအဲ့ကြောင့်ကျွန်တော်တို့ TikTok မှာ follow လုပ်ကသေးတယ် follow လေးလုပ်ပါ brother follow လေးပါလို့ကျူမှာဆိုလည်းလက်မလေးထိတ်ကလက်မလေးထိတ်ပြီးတော့ YB subscribe လေးလုပ်ပါလားဟုတ်လားကျွန်တော်ပြောတာနော်ဆိုတော့ TikTok မှာ follow လေးတောင်းလျှောက်လုပ်ပြီးနေကြ brother လေး thank you ပါဒါ brother အနေနဲ့လည်းဒါပတ်ကြည့် UC ရဲ့ mobile check time လို့လိုအပ်ခဲ့တယ်ဆိုရင် Facebook မှာဆိုတာကျွန်တော် like ရှင်းနေ page တွေဖြစ်တဲ့ flap page FOG flap page ပြင်ဒါ page ကိုမှရှိတယ်ကျွန်တော် Telegram channel တွေကနေတစ်ဆက်တယ်ဝင်အပ်ပြီးလို့ရပါတာတော့ကြားရတယ်နောက်ထပ်တစ်ခေါက်ထပ်ကျုံးမယ်ကျွန်တော်ကဘလောက်မှမလိုတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ6တုံးတန်လဲပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်က9တုံးပဲလိုတော့တယ်9တုံးကလည်းဒီချိန်လှည့်ရပြီအဲ့တော့ကျွန်တော်ဒီချိန်လှည့်လိုက်တော့လှည့်ပြီးတော့ let's go လိုက်မယ်နော် okay ဒီခေါက်လေးကိုစကင်လေးနဲ့let's go လိုက်မယ်နော်ငါနဲ့40ပဲဗျ okay ရပြီဗျနော်ကျွန်တော်ခိုင်းနေဦးဗျခဲ attachment လုံးဝထည့်နေကျွန်တော်သွားပြီးကြည့်လိုက်အောင်ကျွန်တော်6စတွေ4စတွေquidoma တွေ retort တွေပါနေငယ်ဝယ်အောင်ပါဆိုတော့နည်းနည်းတော့ကျုံးအောင်ပါဗျကဲတော့ဆက်ပြီးတော့ကျုံးလိုက်မယ်ဗျ let's go granite ထပ်ပေါက်တယ်ရတယ်ပြဿနာမရှိဘူးနောက်ထပ်9နဲ့40 okay နောက်ထပ်9နဲ့40 okay တော့ okay ဆိုတော့အဲ့တော့ကျွန်တော်အားလုံးပေါင်း9ရုံးပဲလိုတယ်9ရုံးပဲเนาะအချိန်200ပြည့်အောင်ဖောက်လိုက်တော့မယ်เนาะစကစ်လေးနဲ့ရပြီเนาะအချိန်200ပြည့်အောင်ဖောက်လိုက်ပြီ9ရုံးပဲလိုတာဆိုတော့ကျွန်တော်တို့တုံးပဲဝယ်လိုက်မယ် okay ကဲအဲ့တော့ကျွန်တော်မှာအိမ်ကြီးရာပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့စကားရည်လေးစပြီးတော့လဲပါမယ်เนาะ let's go ပါစကားရည်လေးစပြီးလဲပါပြီတကယ်မိုက်တဲ့စကားရည်လေးပါဗျာเนาะကျွန်တော်နောက်ထပ်ကျွန်တော်ဒီမှာ glider လေးလဲမယ်ဗျ let's go ပြီးသွားပြီဆိုရင်ကျွန်တော်ဘတ်လဲပါမယ်ပြီးသွားပြီဆိုရင် emote လေးကို try လိုက်မယ် emote မိုက်လား emote မိုက်လားah no ကြိုက် okay အဲ့တော့ကျွန်တော်ဂန်တစ်ခုမှလိုအပ်တဲ့ attachment လေးတွေတိုက်ပြီးလဲမယ်6စာ4စာဒါเนาะပြီးသွားပြီဆိုရင်ကျွန်တော်တော့ကတော့ဒါ red dot เนาะပြီးသွားပြီဆို3စာ compositor လဲရမယ်ဗျာเนาะ compositor လဲရမယ်ပြီးသွားပြီဆိုရင်ကျွန်တော် angle grid ကတော့ဒါအရင်ကြိုက်တဲ့တော့ angle grid လဲမယ်ကဲခုလက်ရှိဒါကျွန်တော်ဖောက်လိုက်တာဘာတွေရလိုက်တယ်ဆိုတာထက်အရင်ဆုံးကျွန်တော် level သွားပြီးတော့မှတ်ပါမယ်เนาะ let's go ပါခါထဲမှာခန်းကို level မပြပလိုက်ဘူးเนาะဒီစကားရဲ့ကဒါကျွန်တော်ရဲ့ဒုတိယမြောက်စကားရဲ့ဖြစ်သွားမယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်မှာဒီရှေ့မှာဒါကျွန်တော်အရန်ကြိုက်တဲ့ဒါကျွန်တော် player ဖြစ်တဲ့ဒါplayer rider ကင်ထားတဲ့ဒါကျွန်တော်စကားရဲ့ပေါ့နော်စကားရဲ့ကျွန်တော်မှာရှိပြီးသားကြံလာကြောင်းမဟုတ်ဘူးဒီစကားရဲ့မှာကဒါကျွန်တော်ဒီကောင်ပါလို့ဒီကောင်လေးပါတယ်ဒါလေးကိုကြိုက်တယ်ဒါလေးကိုလည်းကြိုက်တယ်ဒါလေးကိုလည်းကြိုက်ပြီးတော့ဒီကောင်လေးကိုအဲ့တော့ကျွန်တော်ဒါလေးကိုပါတစ်ခါလေး level တင်လိုက်တော့မှာဗျအဲ့တော့ let's go ကဲကျွန်တော်တို့ဒါဂန်တစ်ခုရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဒါကျွန်တော်တို့ KF ပေါ့နော်အဲ့ဒါလေးစတင်မယ် let's go ပြီးသွားပြီဆိုရင် advance far ပြီးသွားပြီဆိုရင် game message ပြီးသွားပြီဆိုရင် hit effect ကြောင် material လေးကုန်ပါပြီကဲနောက်ဆုံးခါရဲမှာတင်ပလိုက်ကြာလို့ဗျာနော်ကဲအဲ့တော့ယာရလေးသွားပြီးတော့ဝစ်ကြည့်လိုက်မယ်ဟုတ်လား off it ကို okay လာလိုက် off it လာလိုက်တော့တက်ဖူးဆောင်ပြီးလိုက်တာဆန်လုံးနဲ့ပဲပိုက်ဆန်လုံးနဲ့တိတ်ကိုပိုက်တက်ဖူးလေးနဲ့မှလာတော့ဒီတော့ပိုက်ရအောင်နော် granite လေးကိုတော့ကျွန်တော်ဒီကောင်းရဲ့ granite စပြီးတော့သုံးထားမယ်ပါပဲဆိုတော့အခုလောနေတော့ဒါဒီကောင်းရဲ့ granite ကြီးအခုလောနေသုံးတဲ့နဲ့ထည့်ပြီးသွားပြီဆိုရင်ဒါကျွန်တော်တို့ guys see same okay စကားရဲ့မှာစပြီးတော့ skin chain မယ် okay အတော်လှသွားပြီဒီလောက်ဆိုဝိုင်းကားရိုက်တဲ့ပို့ခေါ်တာဗျဝိုင်းလေးကပို့ပြီးခေါ်တာဝေးုံလေးဖယ်လိုက်တော့တိတ်မမိုက်တော့ဝေးုံလေးမဖယ်ရင်တော့မိုက်တယ်တော့လှနော်ဝိုင်းကားရိုက်တာလေးကပို့မိုက်တယ်နော်ကျွန်တော်လည်းခံစားမိတယ်ဝိုင်းကားရိုက်တယ်နော်ကဲတော့ဒါကျွန်တော်အခုလက်ရှိဒါ brother တွေ့တဲ့အတိုင်းပဲဒါကျွန်တော် UC တောင်းပုံရင်းနဲ့ဒါဖောက်ပြသွားတာပဲဖြစ်ပါတယ်ကျွန်တော်အစားလေးက3လုံးရှိပြီးသားဆိုတော့ဒါတစ်ခါတည်းကျုံးပြသွားတာပေါ့နော်ကျွန်တော်ကအစားလေးက3လုံးရှိပြီးသားဆိုတော့ဒါ UC တောင်းပုံရင်းနဲ့ဖောက်လိုက်တဲ့အခါမှာကန်ကောင်းစွာနဲ့ပဲဒီ kit set skin ကြီးချလိုက်တယ်ပေါ့ဗျာနော်ကဲတော့အားလုံးပဲ
thank you ပါဆိုဒီ highlight လေးကိုကြည့်ရှုပေးသွားတော့လေကျေးဇူးအများကြီးတင်ပါတယ်เนาะ YouTube ကကြည့်နေဆို YouTube ကလက်မလေးတွေမနှိပ်ကသေးလက်မလေးတွေနှိပ်လို့ရပါတယ်လက်မလေးနှိပ်သွားပြီးတော့ subscribe လေးမလုပ်ကသေးနဲ့ subscribe လေးလုပ်သွားပေးလို့ရပါတယ် Facebook ကကြည့်နေဆို Facebook မှာအသေးလေးလက်မလေးနှိပ်ပြီးတော့ follow လေးမလုပ်ကသေး follow လေးနဲ့ share လေးလုပ်သွားပေးလို့ရပါတယ်เนาะအားလုံးပဲ thank you ပါမင်္ဂလာပေါင်းနဲ့ပြည့်စုံတော့ကျွန်တော်အချိန်လေးပန်နိုင်ကြပါသေးလို့ဆုမကောင်းတောင်းပေးနေပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဖိုင်ပါ